I.O. Gon Overlord ကြည့်ဘူးတဲ့သူတွေဆိုရင်ဒီနာမည်ကိုသိကြမှာပါ Overlord ရဲ့အဓိကသက်လိုက်ဖြစ်သူရဲ့နာမည်ဖြစ်ပြီးတော့ Morbian ဖြစ်နေလဲသိကြတဲ့သူဖြစ်ပါတယ် I ဆိုတာကတော့ Adrizel လို့အမည်ရတဲ့ game ထဲမှာ level 100ရှိတဲ့ Magic Caster ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်ဇာတ်လိုက်ဖြစ်သူကဒီ game ထဲမှာဒီ character ကိုစော့ကစားတာဖြစ်ပြီးတော့တနေ့မှာရုတ်တရက်ကြီး Isekai ဆိုတဲ့အခြားကမ္ဘာတစ်ခုထဲကိုရောက်သွားတာဖြစ်ပါတယ်သူ Isekai ရောက်သွားတယ်လည်းအထူးဆန်းကြီးပါသူ့ပြင်ကလူပုံစံနဲ့ရောက်သွားတာမဟုတ်ဘဲနဲ့သူစော့နေတဲ့ game ထဲကဇာတ်ကောင် I ဖြစ်နေရောက်သွားတာဖြစ်ပါတယ်အဲ့မှာမှသူနဲ့အတူ game ထဲကတင်ညာကြီး Nazareth ရဲ့ game ထဲကတခြားသော NPC တွေနဲ့အတူအခြားကမ္ဘာကိုရောက်လာတာဖြစ်ပါတယ် I ကတော့ဒီ series ရဲ့ဇာတ်လိုက်တစ်ယောက်လည်းဖြစ်တယ်လို့ဒီဇလန်နဲ့အကျဉ်းဆုံးနေတဲ့တစ်ယောက်လည်းဖြစ်ပါတယ် Overlord ဆိုတာကတော့ဒါမျိုးနဲ့အစပြုထားတဲ့ anime ဖြစ်ပါတယ်ဒါကတော့ဒီ series ကိုနည်းနည်းပါးပါးပဲဖြစ်ဖြစ်ကြည့်ဖို့ရင်ကိုကြည့်ဖို့တဲ့သူတိုင်းသိကြမှာပါဒီ series မှာကတော့ I ဆိုတဲ့ဇာတ်ကောင်အတော်လေးကိုကျန်းတဲ့ဇာတ်ကောင်ဖြစ်ပါတယ် I ဘလော့ကျန်းလဲဆိုတော့ပြောရမယ်ဆိုရင်သူ့စီမှာ pair ပေါင်း900ကျော်ရှိပြီးတော့ super tier magic world class item တွေချက်ချင်းသေးသေးနာအောင်လုပ်နိုင်တဲ့စွမ်းရည်တွေအချိန်ရက်နိုင်စွမ်းတွေ attack army စင့်ခေါ်နိုင်စွမ်းတွေတိုက်ပွဲတစ်ခုတည်းကို backup plan 10ခုလောက်မရှိရင်မဝင်တဲ့စိတ်ဆန်းရည်စသဖြင့်များသောအရေးချင်းတွေရှိရသူဖြစ်ပါတယ် I Isekai လုတ်ခံလိုက်ရပြီးတော့ရောက်လာတဲ့ new world မှာဆိုရင် I ကဒီတိုင်းတာမန်တန်မာတဲ့သူတက်တက်တင်မဟုတ်ပါဘူးသူ့ရဲ့တည်ရှိမှုတစ်ခုတည်းရတယ်ကိုပဲအဲ့ဒီကဘာကြီးရဲ့မျှကြီးကိုဖျက်နိုင်တဲ့အထိကျန်းတဲ့သူဖြစ်ပါတယ်ဘယင်းကြီးကသူ့ကိုကြောက်ကြတယ် army တွေဆိုတာကသူ့ရှင်မှာဥညွတ်ရတယ် legendary being တွေတောင်မှတခုခုကွက်မရှိခင်မှာသူနဲ့ပတ်သက်လို့တေချာ view ဆိုင်ပြီးတွေးပြီးမှလောက်ရတဲ့သူမျိုးဖြစ်ပါတယ် I ရဲ့ကြောက်စရာအကောင်းဆုံးချက်နဲ့သူအမြဲတမ်းလိုအနိုင်မဲရရတဲ့အကြောင်းရင်းကတော့သူကတခြားသူတွေထက်ဒီတိုင်းရိုးရိုးတန်မာတာကြောင့်နေမဟုတ်ပါဘူးသူကညံကိုအရန်ပြေးတာပါတခုခုဆိုရင်ပြင်စီပြီးမှအကွက်ရွှေ့တာလူတိုင်းထက်တတိကြီးတာကြောင့်မလို့ပိုကြောက်ဖို့ကောင်းတဲ့သူဖြစ်တာဖြစ်ပါတယ်ဒီ series ထဲမှာကတော့ Baby Arthur လို့ဇာတ်ကောင်တွေကြောင့်သူကဟာသားလူဖြစ်နေပြီမဲ့အမှန်မှာတော့ I ကလည်းအတော်လေးကိုအုံနောက်ကောင်းပြီးတော့တတိကြီးရဲ့သူဖြစ်ပါတယ်သူကသူ့ကိုယ်သူ strong ဖြစ်ဆုံးလို့ဘယ်တော့မှတွေးမနေပါဘူးအကယ်လို့ငါများမှားသွားရင်ရောဆိုတဲ့အတွေးမျိုးအမြဲတွေးနေတဲ့သူဖြစ်ပါတယ်အစီအစဉ်တစ်ခုကြာရှုံးသွားရင်တော့ဘာဆက်လုပ်မလဲဆိုတဲ့အစီအစဉ်သူ့မှာရှိနေပြီးတော့တခုခုမလုပ်ခင်မှာအမြဲတမ်းသတင်းချက်လက်တွေအရင်ဆုံးအောင်စုဆောင်းတတ်တဲ့သူဖြစ်ပါတယ်ဒါကြောင့်မလို့ပဲသူကပိုကြောက်ဖို့ကောင်းတဲ့သူဖြစ်တာပါဒီလိုတွေကြောင့်မလို့လည်းအခုဆက်ပြောမယ်မေးခွန်းပိုစိတ်ဝင်စားဖို့ကောင်းတာပါအားရတကယ်ပဲအနိုင်ယူလို့မရတဲ့ဇက်ကောင်လား Overlord ထဲမှာသူ့ရဲ့စွမ်းအားနဲ့ရှိနိုင်တဲ့ဇက်ကောင်တွေရှိရောရှိသလားသူ့ကိုဘယ်သူကအများတကယ်တိုက်ခိုက်နိုင်သလဲနောက်ဆုံးဒီ Morbian ကြီးကိုနိုင်နေတဲ့သူဆိုတာရောရှိရောရှိရသလားဒီနေ့မှာတော့ Nazareth နဲ့ New World ဇက်ကောင်တွေထဲမှာ I.O. Gon ကိုတကယ် serious battle မှာစိတ်ခေါ်နိုင်လောက်တဲ့အထိကျန်းတဲ့ဇက်ကောင်တွေကြောင့်ပြောတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်ယောက်ကတော့ Sheltia Blood Fallen ဖြစ်ပါတယ်ဒီဇက်ကောင်ကတော့ Overlord fan တွေနဲ့မစိမ့်တော့ဘူးလို့ထင်ပါတယ် Sheltia ကတော့ Nazareth ရဲ့ Guardian တွေကတအုပ်ဖြစ်ပြီးတော့ Monster တွေအပြင် I ကိုယ်တိုင်ကတော့ respect ပေးရတဲ့သူဖြစ်ပါတယ် Sheltia ဘလောက်ကျန်းလဲဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်တော့ series ထဲမှာမျက်မြင်တွေ့ခဲ့ရပါတယ် Sheltia ကသူ့ရဲ့မူရင်းဖန်တီးထားတဲ့ပုံစံက I အတွက် hard counter လိုမျိုးဇက်ကောင်ဖြစ်ပါတယ် Sheltia ရဲ့ build က I လို Magic Caster တွေအတွက်တော့တကယ်ခေါင်းခဲစရာဇက်ကောင်မျိုးဖြစ်ပါတယ် Sheltia က vampire ဖြစ်ပြီးတော့မှားလဲမှာတယ် Magic resistance ကလည်းမြင့်တယ် Life Steal ကလည်းကျန်းပြီးတော့ Holy Magic ပါရှိနေရကြောင်းမလို့ I ရဲ့တချို့သော series တွေတော့မှအသုံးမဝင်တော့အောင်လုပ်ပြင်နိုင်ပါတယ် I သူ့ကိုနိုင်သွားတယ်ဆိုတာတော့မှသူ့ထက်ဒီတိုင်းကျန်းလို့နိုင်သွားတာမဟုတ်ဘဲနဲ့ cash shot item တွေ super tier magic တွေပါသုံးရပြီးတော့တေချာ guild site နဲ့နီးပြူဟာခင်ပြီးလုပ်ခဲ့တာကြောင့်မလို့သာနိုင်သွားတာဖြစ်ပါတယ်ဘာမှမပြင်ဆင်ပဲဒီတိုင်းသာတိုက်လိုက်ရင် Sheltia နိုင်မှာဆိုပြီးတော့မှ I ကိုယ်တိုင်ဝေခံခဲ့တာဖြစ်ပါတယ်ဒါကိုကြည့်ရတဲ့တင် Sheltia ကဘလောက်တောင်ကျန်းပြီးအနေများတဲ့ဇက်ကောင်လဲဆိုတာကိုမြင်နိုင်ပါတယ်နောက်တစ်ယောက်ကတော့ Rubido ဖြစ်ပါတယ် Rubido ဆိုတာကတော့ I နဲ့ Nazareth ရဲ့အကြီးမားဆုံး What Phalanx နဲ့ဖြစ်ပါတယ်ပြောရရင် Rubido ဆိုတာက Albedo တို့ Sheltia တို့လို NPC ဇက်ကောင်တော့မဟုတ်ပါဘူး Nazareth ရဲ့ Final Defense အနေနဲ့တီးသန့်ဖန်တီးထားတဲ့ဖြည့်ဆည်းရေးလက်နက်ကြီးဖြစ်ပါတယ်သူ့မှာဘာစိတ်ခံစားချက်တွေဘာ personality တွေဘာဆိုဘာတစ်ခုမှမရှိပါဘူးဒီတိုင်း overwhelming ဖြစ်လာတဲ့လက်နက်ကြီးတစ်ခုအနေနဲ့ပဲဖန်တီးထားတာဖြစ်ပြီးတော့ Nazareth တစ်ခုလုံးမှာသူမအကျန်းဆုံးဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ် Rubido ကအရန်ကျန်းလွန်းတာကြောင့်မလို့ I ကိုယ်တိုင်တော့မှသူမကို nuclear လက်နက်တစ်ခုလိုမျိုးသဘောထားတာဖြစ်ပြီးတော့သိမသုံးချင်ပါဘူးအကယ်လို့ Rubido သာအထိန်းချုပ်လို့သွားမယ်ဆိုရင် I ကိုယ်တိုင်လည်းရက်တန်နိုင်မှုမသိကြပါဘူး Rubido ကဒီလောက်ထိကျန်းတာကြောင့်မလို့အခုချိန်ထိသုံးတာလည်းမမြင်ရသေးပဲနဲ့ Nazareth ရဲ့ web တစ်ခုအနေနဲ့ပဲရှိနေရဖြစ်ပါတယ်နောက်ထပ်ကတော့ Touch Me ဖြစ်ပါတယ် Touch Me ဆိုတာကတော့ I လိုမျိုးပဲ Nazareth ရဲ့ Supreme Being 40တယောက်တည်းတယောက်ဖြစ်ပြီးတော့ Adrizel ထဲမှာ World Champion ဟောင်းတယောက်ဖြစ်ပါတယ်တကယ်ဆိုရင် तू က I တို့ guild ရဲ့မူလကောင်းဆောင်ဖြစ်ပါတယ်နောက်ပိုင်းမှာ I ကပိုပြီး social ကြိုက်တာသူ့ထက်ဆိုင် I ကဂျားကနေကိစ္စတွေဖြေရှင်းပေးတာတွေပိုကောင်းတာကြောင့်မလို့ဆိုပြီးခေါင်းဆောင်နေရာကို I စီလွှဲပေးခဲ့တာဖြစ်ပါတယ်အရင်ကတော့ तू ကခေါင်းဆောင်ဖြစ်ခဲ့တာပါ Touch Me ဆိုတာကတယောက်ချင်းချတဲ့တိုက်ပွဲတွေအတွက် build လုပ်ထားတာဖြစ်ပြီးတော့တကယ်အကျန်းစာ PVP player ဖြစ်ပါတယ် I ကိုယ်တိုင်က Touch Me နဲ့တက်ခိုင်ရင်ညမသက်တာတိုက်မယ်ဆိုရင် तू မနိုင်ဘူးလို့ပေါ်တင်ပြောထားခဲ့တာဖြစ်ပါတယ် Touch Me ရဲ့ character nature ဟိုကလည်း Sheltia လိုမျိုးပဲ Magic Caster တွေတဲ့ counter ဇက်ကောင်ဖြစ်ပါတယ် World Champion အောင်ဖြစ်ခဲ့တယ်ဆိုတော့ तू ဘလောက်ကျန်းလဲဆိုတာပို့ဖော်ကြည့်လို့ရပါတယ် Touch Me သား New World မှာရှိနေမယ်ဆိုရင် I ရတယ်သူ့ဘတ်တော်သားပဲဖြစ်မှာဖြစ်ပြီးတော့သူနဲ့တက်ခိုင်ရမယ့် line ကြောင်းကိုလုံးလုံးရှောင်မှာဖြစ်ပါတယ်နောက်ထပ်လာမှာတော့ Sebas ဖြစ်ပါတယ် Sebas ကတော့ Sheltia လိုပဲကျွန်တော်တို့တွေ anime ထဲမှာမြင်ထားဘူးတည်တာဇက်ကောင်ဖြစ်ပြီးတော့ Nazareth ရဲ့ battler တယောက်ဖြစ်ပါတယ်သူ့ပုံစံကအမြဲတမ်းအေးအေးဆေးဆေးနဲ့တည်ငြိမ်ပြီးတော့လူကြီးလူကောင်းဆန်တဲ့ပုံနေပေမဲ့လည်းအမှန်မှာတော့ Selbert က Dragon မျိုးနေရာလာတဲ့လူဖြစ်ပြီးတော့အနီးကပ်တိုက်ခိုက်တာတွေမှာအတော်လေးကျန်းတဲ့ fighter ဖြစ်ပါတယ် Physical combat နဲ့အနီးကပ်တိုက်ပွဲတွေမှာဆိုရင် Sebas ဆိုတာက Nazareth မှာအကျန်းဆုံးဖြစ်ပါတယ်အားရင်သာ Sebas နဲ့တကယ်တိုက်ခိုက်ဖြစ်ခဲ့တယ်ဆိုရင်သူနဲ့ခက်နီးနီးမှာသွားတိုက်လို့မရပါဘူးအကွာဝေးခွာထားမှသာရမှာပါတကယ်လို့အားရင်သာတေချာမပြင်ဆင်မဲ့သွားတိုက်ခိုက်ပြီးအနီးကပ်တိုက်ပွဲမှာမိသွားမယ်ဆိုရင် Sebas ကအားအတွက်တကယ်
ခေါင်းခဲစရာဖြစ်သွားမှာပါဒါတွေကတော့ Nazareth မှာရှိတဲ့ဇက်ကောင်တွေထဲမှာ I နဲ့ Serious Battery မှာဒုက္ခပေးနိုင်တဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့သိထားကြသလိုပဲဒီဇက်ကောင်တွေဆိုတာက I ကိုတစ္ဆာဖောက်မှာမဟုတ်ဘဲနဲ့သူတို့နဲ့ရန်သူဖြစ်လာဖို့ဆိုတာလည်းအတော်လေးခင်းရင်ပါတယ်ဒီတော့ဒီဇက်ကောင်တွေရဲ့အနေရတော့များပေမဲ့ I အတွက်သူတို့လို့တော့မြင်လို့မရပါဘူးဒါဆိုရင် I အတွက်သူတို့လည်းဖြစ်ပြီးတော့တကယ်တိုက်ခိုက်နိုင်တဲ့ New War ဇက်ကောင်တွေရောဘယ်လိုတွေရှိတယ်လဲဒါကိုစက်ကြည့်လိုက်ရအောင်ပါပထမဆုံးတစ်ခုကတော့ True Dragon Lord တွေဖြစ်ပါတယ် Dragon Lord ဆိုတာက Overlord Universe ထဲမှာရှေးကြဆုံးအတမသုံးသော Native Being တွေဖြစ်ပြီးတော့ငကားမျိုးနွယ်ရဲ့အုပ်စိုးသူတွေလို့အကြောင်းရုံခံရတဲ့သူတွေဖြစ်ပါတယ်ဒီကောင်ကြီးတွေကတခြားသောဇက်ကောင်တွေနဲ့မတူဘဲနဲ့ထူးခြားပြီးစွမ်းအားပြည့်တဲ့ Soul Based Magic System ကိုသုံးကြတာဖြစ်ပါတယ်ဒီ Magic က Adresa ရဲ့ rule တွေကိုလည်းမလိုက်နာကြပါဘူးသူတို့တော့ Wild Magic ဒါမှမဟုတ် Primal Magic လို့လည်းခေါ်ကြပါတယ်ဒီ Dragon Lord တွေကအတော်လေး powerful ဖြစ်ပြီးတော့ Nazareth က Top Tier NPC တွေ Player တွေကစွမ်းအနေနဲ့တော့ရှိနိုင်ကြပါတယ်ဒီ Dragon တွေကအသက်ရှင်နေုံနဲ့နေ့စဉ်စွမ်းအားတွေပိုကြီးလာကြတဲ့ကောင်မျိုးတွေဖြစ်ပါတယ်ဒီ True Dragon Lord တွေထဲမှာဆိုရင် Platinum Dragon Lord, Deep Darknet Dragon Lord, Elder Coffin Dragon Lord, Brightnet Dragon Lord, Catastrophe Dragon Lord 5ကောင်ရှိပါတယ်ဒီ5ကောင်ထဲမှာအကျဉ်းဆုံးကတော့ Deep Darknet Dragon Lord နဲ့ Platinum Dragon Lord ဖြစ်ပါတယ် Platinum Dragon Lord ဆိုတာက New War မှာအသက်ရှင်ကြနေတဲ့ Dragon Lord တွေရဲ့တကောင်ဖြစ်ပြီးတော့ညံလဲပြေးရသူဖြစ်ပါတယ်အဲ့ဒီတရားကိုသူနဲ့တိုက်ခိုက်တော့ကလည်းကြောက်စရာကောင်းတဲ့အရာတစ်ခုကိုသိလိုက်ရပါတယ်အဲ့ဒါကတော့ဒီ Dragon Lord ကအယူမဟုတ်ဘူးအဲ့လိုပဲအရန်တတိကြီးတဲ့သူဖြစ်ပြီးတော့ Game Logic တွေနဲ့မကိုက်ညီတဲ့စွမ်းအားတွေတောင်ရှိနေလောက်မယ်ဆိုတာဟုတ်ပါအဲ့နဲ့တိုက်ခိုက်တော့ကလည်းသူ့ကိုယ်သူရုပ်လုံးထွက်မပြခဲ့ပဲနဲ့အဝေးကနေထိချုပ်ထားတဲ့အာမာကိုသာထုတ်သုံးခဲ့ပြီးတော့အဲ့လိုမျိုးပဲသတင်းချက်လက်အရင်စုဆောင်းခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဘက်ကဘာမှာတော့ Platinum Dragon Lord ကအဲ့အတွက်အနေအများတဲ့ရန်သူတွေရဲ့တယောက်ဖြစ်ပါတယ်အဲ့နောက်မှာတော့ Deep Darknet Dragon Lord ဒီကောင်ကတော့နည်းနည်းထူးခြားပါတယ် Nazareth က Flow Guardian အနေနဲ့ 1v1 တိုက်ခိုက်ပြီးဆိုရင် Guardian တွေကိုတပ်ပြစ်နိုင်လောက်တဲ့အထိကိုကြမ်းပြီးတော့အရင်တော့ player တယောက်ကိုတပ်ဖူးတယ်လို့တော့ hint ပေးခံရတဲ့ဇက်ကောင်ဖြစ်ပါတယ် NPC တော့မဟုတ်ဘဲနဲ့ player လိုကောင်မျိုးကိုတက်ခဲ့တာပါဒါနဲ့တွေကိုဒီကောင်ဘလောက်ကျန်လဲဆိုတော့မြင်သာပါတယ်ဒီကောင်ရဲ့ဆွမ်းအားကတော့အမောက်တူကိုအထူးပြုတာဖြစ်ပြီးတော့ Platinum Dragon Lord လိုပဲ Primal Magic ကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်ဒီကောင်နဲ့သာ 1v1 တိုက်ခိုက်မယ်ဆိုရင် I ကိုယ်တိုင်တော့နိုင်ကိုနိုင်မယ်ဆိုတဲ့အာမခံချက်မျိုးမရှိပါဘူးဒီလောက်ထိကိုကျန်းတာပါအဲ့နောက်ဆက်လာမှာတော့ True Dragon Lord တွေထဲကပဲနောက်တစ်ကောင်ဖြစ်တဲ့ Kira Elim ဒါမှမဟုတ် Undead Dragon Lord ဒါမှမဟုတ် Elder Coffin Dragon Lord ဖြစ်ပါတယ် Kira Elim ဆိုတာကတော့သူ့ရဲ့တက်ရှိခန္ဓာကိုယ်ဆွဖြစ်ပြီးတော့ Skeleton Dragon ဖြစ်လာတဲ့ Undead Dragon ဖြစ်ပါတယ်ဒီကောင်ရဲ့ဆွမ်းကတော့ Primal Magic ကိုသုံးပြီးတော့ Soul တွေကိုစားသုံးတာဖြစ်ပြီးတော့ Wall Item နဲ့အကာအကွယ်မရှိတဲ့ဘဒုကိုမဆိုချက်ချင်းအသက်နှုတ်နိုင်တဲ့ကောင်ဖြစ်ပါတယ်ဒီကောင်ကတော့ I series ဖြစ်တဲ့တေချာတိုက်ဖူးတဲ့ True Dragon Lord ဖြစ်ပါတယ်ဒီကောင်နဲ့တိုက်တော့ I တယောက်နိုင်တော့နိုင်သွားခဲ့ပါတယ်ဒါပေမဲ့ I ရဲ့ power သူ့ထက်အများကြီးတာလွန်နေလို့နိုင်သွားခဲ့တာမဟုတ်ဘဲနဲ့ I ဘက်ကတေချာပြင်ဆင်ဒီ viewer တွေသုံးပြီး Wall Item သုံးခဲ့တာကြောင့်သာနိုင်သွားခဲ့တာဖြစ်ပါတယ်ဒါတွေကိုကြည့်ရင် True Dragon Lord တွေဘလောက်တောင်ကျန်းလဲဆိုတာကိုသိနိုင်ပါတယ်နောက်တစ်ယောက်ကတော့ Slain Theocracy ကနတ်ဖျားမျိုးနွယ်ဖြစ်တဲ့ဇက်ရှိဇက်ဆူမဲဖြစ်ပါတယ်သူအကြောင်းပြောမယ်ဆိုရင်အရင်ဆုံးနတ်ဖျားမျိုးနွယ်ကဘာလဲဆိုတာကိုပြောပြရမယ်ထင်ပါတယ်နတ်ဖျားမျိုးနွယ်ဆိုတာကအတိတ်တုန်းက I လိုမျိုးပဲဒီဘက်ကဘာကိုရောက်လာတဲ့ player တွေစီကနေမှဆင်းသက်လာတဲ့တားစင်မြေးဆက်တွေကိုပြောတာဖြစ်ပါတယ်အဲဒါကြောင့်ဇက်ရှိဇက်ဆူမဲဆိုတာကအတိတ်တုန်းက player တွေရဲ့မျိုးဆက်ဖြစ်ပါတယ်ဇက်ရှိဇက်ဆူမဲဆိုတာကတော့အဲ့ဒီနတ်ဖျားမျိုးနွယ်တွေထဲမှာအကျဉ်းဆုံးဖြစ်ပြီးတော့ level 88ရှိရသူဖြစ်ပါတယ်အဲ့ပြင်မှာသူ့စီမှာအတိတ်တုန်းက player တွေခြံထားခဲ့တဲ့ powerful equipment တွေလည်းရှိနေသေးပြီးတော့ viewer မှာအတန်မာဆုံးလူသားလို့သတ်မှတ်ခံထားရသူဖြစ်ပါတယ်ဇက်ဆူမဲက I ရဲ့ level မျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ I ကို serious ဖြစ်တိုက်ခတ်အောင်လုပ်နိုင်တဲ့သူတွေကတယောက်ဖြစ်ပါတယ်နောက်ဆုံးကြံရှိနေတာကတော့လောဘသားပြီး10ပါးဖြစ်ပါတယ်ဒီအရာတွေကတော့ I မတိုင်ခင်လိုခဲ့တဲ့1900ဒီဘက်ကဘာကိုအရင်ရောက်လာဖူးကြတဲ့ player တွေဖြစ်ပါတယ်သူတို့ကလည်း I လိုပဲ player တွေဖြစ်တာကြောင့်မလို့ war item တွေအတွေ့အကြုံတွေနဲ့အပြည့်ဖြစ်ပြီးတော့ I နဲ့ level တူကြတဲ့သူတွေဖြစ်ပါတယ် overlord ကဘာမှာအရင်တော့ true dragon lord တွေများစွာရှိပြီးတော့ဒီ B10 ပါးလက်ချက်ကြောင့်မလို့သာမျိုးတုံးလူနေပါဖြစ်သွားခဲ့တာဖြစ်ပါတယ်သူတို့တွေကနောက်ပိုင်းမှာသူတို့ရဲ့လောဘကြောင့်မလို့ပဲအချင်းချင်းမတည့်တော့တဲ့ကြောင့်မလို့ပျက်စီးရလမ်းကြောင်းကိုရောက်သွားခဲ့တာဖြစ်ပါတယ်သူတို့တွေကတယောက်လောက်ပဲအသက်ရှင်ကြနေုံပဲဆိုရင်ကိုပဲ I တယောက် level ကုန်ထုတ်သုံးပြီးတန်းတူရင်ဆိုင်ရမှာဖြစ်ပါတယ် IO ကုန်းဆိုတာက New War မှာတော့ God တပါးလိုမျိုးဖြစ်တည်မှုဖြစ်ပါတယ်ဒါပေမဲ့ဒီလို God မှာတော့မှသူ့ကိုရှင်နိုင်တဲ့အခုလိုမျိုးသူတွေရှိသေးတာဖြစ်ပါတယ်ဒီလိုမျိုး monster တွေကတချို့က Nazareth မှာရှိကြတယ်တချို့ကရှေးအောင်နဂါးခန္ဓာကိုယ်ထဲမှာအိပ်စက်နေကြတယ်တချို့ကတော့ I မရောက်ခင်မှာကြတဲ့ကိုရှိခဲ့ကြတာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလိုမျိုး I ကိုရှင်တိုက်နိုင်တဲ့ဇက်ကောင်တွေကြောင့်ကိုပြောတော့တာဖြစ်ပါတယ်အားလုံးကဒီ magic ပင်နဲ့တကယ်တိုက်ခိုက်မယ်ဆိုရင်ဒီထက်ကဘယ်သူကသူ့ကိုနိုင်မယ်လို့ထင်ကြလဲကိုထင်မိတဲ့ဟာတွေကိုလည်းကိုမတ်မှာပြောပြတော့ကြပါအောင်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ပါမယ်